สวัสดีค่ะทุกคนအားလုံးပဲမင်္ဂလာပါ CC Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အကြောင်းကိုတွားတဲ့အခါမှာသုံးသင့်တဲ့ထိုင်းစကားပြောတွေကိုအတူတူလေ့လာရအောင်နော်ကျောင်းတွားတဲ့အခါမှာဆရာမတွေနဲ့စကားပြောရင်ကိုဘယ်လိုခေါ်ရမှာလဲဆိုတော့မိန်းကလေးဆိုရင်ကိုหนูလို့ခေါ်ရပါမယ်หนูဆိုတာကတမီးလို့အဓိပ္ပာယ်ရပါတယ်ကြွတ်မဟုတ်ပါဘူးနော်ယောက်ျားလေးဆိုရင်တော့ผมကကျွန်တော်လို့အတိတ်ပဲလို့လေးရတယ်သားလို့လည်းအတိတ်ပဲရပါတယ်ผมတငယ်ချင်းတွေနဲ့ဆိုရင်တော့ကိုฉันကျမฉันဆရာမတွေကိုတော့ครูလို့ခေါ်ရပါမယ်ครูကျောင်းတွားတဲ့အခါမှာရင်ကြေးပဲပြောရမှာဆိုတော့ဝကြအဆုံးမှာယောက်ျားလေးဆိုရင် ครับ လို့ထည့်ပါမိန်းကလေးဆိုရင်ค่ะကျောင်းတွားတော့မယ်ဆိုရင်ထိုင်းလိုไปโรงเรียนก่อนนะไปโรงเรียนก่อนนะကျောင်းတွားတော့မယ်နော်ไปโรงเรียนก่อนนะနောက်တစ်ခွန်းကတော့နောက်ကျတော့မယ်จะสายแล้วဒီနေ့ပါတာရက်တင်ဖို့ရှိလဲကိုထိုင်းလိုวันนี้มีเรียนวิชาอะไรบ้างวิชาဆိုတာကပါတာရက်วันนี้ဒီနေ့มีเรียนဆိုတာကတင်ဖို့อะไรบ้างဘာရှိလဲပေါ့နော်วันนี้มีเรียนวิชาอะไรบ้างဒီနေ့သင်ရှာပါတာရဲ့သင်ရမှာวันนี้มีเรียนคณิตศาสตร์วันนี้มีเรียนคณิตศาสตร์ဒီနေ့သင်ရှာပါတာရဲ့သင်ရမှာไม่ได้เอาหนังสือมาขอดูด้วยกันได้ไหมစာအုပ်ယူမလာခဲ့ဘူးအတူတူကြည့်လို့ရမလားไม่ได้เอาหนังสือมาစာအုပ်မယူလာခဲ့ဘူးขอดูด้วยกันได้ไหมအတူတူကြည့်လို့ရမလားขอดูဆိုတာကတောင်းကြည့်တာด้วยกันဆိုတာကအတူတူได้ไหมဆိုတာကရမလားขอดูด้วยกันได้ไหมအတူတူကြည့်လို့ရမလားပါတာရဲ့နာမည်တွေကတော့ထိုင်းစာကိုภาษาไทยภาษาဆိုတာကပါတာရဲ့ไทยဆိုတာကထိုင်းภาษาไทยဆိုရင်ထိုင်းစာအင်္ဂလိပ်စာဆိုရင်ภาษาอังกฤษအင်္ဂလိပ်စာภาษาอังกฤษသင်ရှာပါတာကိုထိုင်းလိုคณิตศาสตร์သင်ရှာပါတာသိပ္ပံပါတာရဲ့ကိုวิทยาศาสตร์တာဝန်ပူမဟုတ်ဘူးနော်ထဆင်ထူစလိုက်ထဲမှာစာတန်းမထိုးထားလို့ပါวิทยาศาสตร์တကယ်လို့ကိုကနေမကောင်းလို့ကြောက်မသွားတဲ့အခါမှာတငယ်ချင်းကိုအိမ်စာရှိလားလို့မေးချင်ရင်วันนี้มีการบ้านไหมဒီနေ့အိမ်စာရှိလားวันนี้ဆိုတာကတော့အလုံးသိကြတဲ့အတိုင်းပဲဒီနေ့มีဆိုတာကရှိတီการบ้านအိမ်စာမိုင်းလားวันนี้มีการบ้านไหมဒီနေ့အိမ်စာရှိလားကိုကကျောင်းမှာအိမ်စာပြီးပြီဒါပေမဲ့ကိုရဲ့တငယ်ချင်းကအိမ်စာမပြီးသေးဘူးဆိုရင်သူ့ကိုဒီလိုမေးလို့ရပါတယ်การบ้านเสร็จหรือยังအိမ်စာပြီးပြီလားการบ้านအိမ်စာเสร็จหรือยังပြီးပြီလားการบ้านเสร็จหรือยังအိမ်စာပြီးပြီလားအခန်းထဲမှာအမြဲတမ်းတငယ်ချင်းတွေစီကနေပေါ်ပိတ်ငားတဲ့သူတွေဆိုရင်ထိုင်းလိုဒီလိုပြောလို့ရပါတယ်ขอยืมปากกาหน่อยပေါ်ပိတ်ခဏငါပေးပါအောင်ขอยืมปากกาหน่อยပေါ်ပိတ်ခဏငါပေးပါအောင်ကိုကကျောင်းနောက်ကျသွားရင်စာသင်ခန်းထဲကိုဆရာမတွေစီမှာဝင်ခွင့်တောင်းရမယ်ဆရာမတွေစီမှာတောင်းရမှာဖြစ်တဲ့အတွက်ရင်ကြေးပြောရပါမယ်ขออนุญาตเข้าห้องเรียนครับအတန်းထဲဝင်ခွင့်ပြုပါခင်ဗျာขออนุญาตเข้าห้องเรียนค่ะအတန်းထဲဝင်ခွင့်ပြုပါရှင်စာသင်နေရင်အိမ်သာသွားချင်တယ်ဆိုရင်ဆရာမတွေစီမှာဒီလိုခွင့်တောင်းလိုက်ပါขออนุญาตไปเข้าห้องน้ำหน่อยค่ะအိမ်သာသွားခွင့်ပြုပါအောင်ရှင်ယောက်ျားလေးဆိုရင်ขออนุญาตไปเข้าห้องน้ำหน่อยครับအိမ်သာသွားခွင့်ပြုပါအောင်ခင်ဗျအတန်းလဲပြီးပြီးကျောင်းလဲဆင်းပြီဆိုရင်တငယ်ချင်းတွေအချင်းချင်းပြောကြတဲ့စကားကတော့เจอกันพรุ่งนี้นะမနေ့ပြန်မှတွေ့မယ်နော်เจอกันพรุ่งนี้นะเจอกันพรุ่งนี้นะမနေ့ပြန်မှတွေ့မယ်နော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ขอบคุณค่ะทุกคน